ကိုကကျွန်တော်တို့ကဒီတနုကပန်အုပ်ချုပ်ရေးမြေရဲ့ပင်တရာမြို့ကိုရောက်နေပါတယ်ကျွန်တော်ခဏနေကြရင်ဒီထင်ရတရားရှိတဲ့ဒီပင်များမြို့ပင်တရာဒီမြို့ရဲ့ဒီအရှားဒီရှုခင်းနေပါရဲ့ဒီအခုတော့ကျွန်တော်ဖတ်သွားမှာထပ်သွားမှာဒီညောင်မင်းကြီးဒီဖျားတွေဒီအဲ့နေရာတွေဆက်သွားမှုရှိပါတယ်ကဲနောက်ဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုပေးပါနော်ညောင်မင်းလေးဖြစ်ပါညောင်မင်းကတော်တော်ရာကြော်ပြီးအများကြီးပဲညောင်မင်းမောင်းဟောလောက်ရှိတယ်ဟိုဘက်တွေရောဒီဘက်တွေရောညောင်မင်းပိုင်းဟောလောက်ရှိတယ်80 80လောက်ရှိအနည်းဆုံးဒါပင်ရအမျိုးနယ်ကဒီဒါရှိတာပေါ့နော်ဟိုဘက်မှာတော့ရွာဟိုဘက်မှာလည်းရွာတွေရှိတယ်ဈေးတွေရှိတယ်ကျွန်တော်ဒီတက်တန်းသွားလိုက်ပြီဆိုတော့ကျွန်တော်တောင်မော်တွေရောက်ပြီတောင်မော်ဖျားပေါ့